ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်တို့ပုဂ္ဂလိကနေပြီးတော့ငါးမြဝါသနာပါတယ်ညီကိုလေးစုပြီးတော့မင်းငါကုန်းတစ်ဖက်မင်းငါကုန်းသွားပြီးတော့မင်းငါကုန်းမှာရှိတဲ့မင်းငါရွာလေးကိုသွားပြီးတော့ငါးမြခဲ့တဲ့ blog လေးပဲဖြစ်ပါတယ်။ဒါနဲ့ပဲကျွန်တော်တို့တွေ့စီပြီးတော့သွားခဲ့ပါတယ်။ငါဆက်ကူဖို့ဆိုပြီးတော့ကျွန်တော်တို့ဇက်ပေါ်ကိုဆိုင်ကင်းနဲ့သူကျွန်တော်တို့သွားခဲ့ပါတယ်။ဒါတော့ခုမြင်တွေ့နေရတော့ဒါမင်းငါကုန်းဘက်ကကျွန်တော်ရေစိတ်တဲ့ site လို့ပြောရပြ။အဲ့ဒါကျွန်တော်ရောက်သွားခဲ့ပြီးတော့ကျွန်တော်တို့ဆက်သွားလိုက်ပြီးမင်းငါကုန်းရောက်သွားခဲ့ပါတယ်။ရောက်တဲ့ကျွန်တော်တို့ခေါ်ထားတဲ့ညီလေးတယောက်ကသူတို့ချောင်းရှိတဲ့ကန်လေးကိုလိုက်ပြတယ်အဲ့ဒီကန်မှာပဲကျွန်တော်တို့ပဲမယ်ဆိုပြီးကျွန်တော်တို့ညှာခဲ့ကြပါတယ်ကျွန်တော်သွားရတဲ့ညီလေးရောက်ပါအဲ့ဒါကန်ကောင်လေးတယောက်နဲ့ဆိုတော့9ယောက်ဒါညီကိုရအများနေကျွန်တော်ကတော့ကိုရိုက်ဒီရိုက်လိုက်ရိုက်နေနေပဲချင်းကုန်နေပါတယ်ကိုတော့ယူရင်းနေအလှလို့ဆိုပြီးကျွန်တော်ရဲ့လူစုစုမျက်နှာယူကျွန်တော်ရိုက်ပြီးတော့ချက်ပြတာပေါ့ဗျာဘာညာဟောယူရင်းတော့တော်တော်လေးလာတယ်ဗျဘာမှမလုပ်ဖ ೇನೆ ငါမမြပဲနဲ့ဒီတိုင်းလေးလာထိုင်ပြီးတော့ငွေကြီးနေ easy chain တော့မှတော်ချင်းပြီးရနေရဗျဒါနဲ့ပဲကျွန်တော်ဆက်များနေကြအဲ့ဒီမှာတယောက်ကကောင်းမိသွားခဲ့ရဗျာကိတ်တော့မဟုတ်ပေမဲ့အတင်းလေးပါဗျဒီကံမှာလည်းကျွန်တော်ဘာကကောင်လေးညထားတော့ကုန်နေပြီလို့ပြောအဲ့ဒါကျွန်တော်ဒီကောင်တော့ပဲရတယ်ဆိုပြီးကျွန်တော်တိတ်ပြုံနေဖြစ်တာနဲ့ဒီကအင်းရှိရလို့ပြောလို့ကျွန်တော်အင်းတဲ့ဘက်ကိုသွားမယ်ဆိုပြီးတော့လေရိုးလေးကိုဖြတ်သွားလိုက်တာတော့အခုလိုမြင်တွေ့ရတဲ့အတိုင်းပါပဲရှုံနေရောလူတွေရောတခါရဲနှုံးချီပြီးကျွန်တော်တနားရောလောက်ပတ်သွားပြီးတော့ဟိုဖန်းဒီဖန်းနဲ့ရှောက်ညှားခဲ့ပါတယ်ငါရလာဆိုတော့တကြီးမှမရခဲ့ဘူးအဲ့ဒါနဲ့ပဲကျွန်တော်မူချုပ်လာတယ်ကျွန်တော်ပြန်လာခဲ့ကြပါတယ်ငါကတော့နှစ်ကောင်မရပါဘူးတော့ဟာတဲ့အချိန်နဲ့ဟိုနေ့နဲ့မကားပြီးပါဘူးဒါပေမဲ့လည်း6တွေလည်းစုပ်ပြတ်တက်လာပါတယ်ရှူကင်းလေးတွေကတော့မြင်တွေ့ရတဲ့အတိုင်းပါပဲအဲ့ဒါနဲ့ကျွန်တော်တို့အသားကြီးပြောရင်းနဲ့ပဲပေပန်းတာတွေဖြောက်ပြီးတော့ကျွန်တော်တို့ပြန်လာခဲ့တယ်ပေါ့ဗျာဒါတော့ပြန်လာတဲ့စက်ပုံမှာပါအားလုံးပဲနောက်ဗီဒီယိုလာပြန်တွေ့ပါမယ်ဗျာ